လုံးမင်္ဂလာပါဒီလိုမျိုးကိုရ high school uniform ဝတ်ပြီးတော့ဒီနေ့မင်ဘာလုပ်မှလဲဆိုတော့ဟုတ်ပါတယ်ကိုရက Everland ကစားကွင်းတောင်းမလို့ပါစိုးကနေပြီးတော့အနီဘတ်နဲ့တိုက်ရိုက်ရောက်ပါတယ်ကစားကွင်းရောက်တာနဲ့ပထမဆုံးကတော့ဒီနေ့တော့ women uniform တောက်ရေးပါတယ်ဒီနေ့ကတော့ကိုရ high school student အနေနဲ့ Everland ပတ်ကြပါမယ်ပထမဆုံးဒီလိုမျိုး high school uniform ဝတ်ပူတာပေါ့နော်အထက်တန်းကျောင်းတက်ခဲ့တဲ့ဘွားကိုတော့သွားပြီးတော့တတိယမိပါတယ် Everland နဲ့ရောက်တာနဲ့ဒီလိုမျိုးကာတွန်းကားထဲကလို့အဆောက်အုံတွေနဲ့အရန်ကိုချစ်ဖို့ကောင်းပါတယ်ထဲက decoration နဲ့ဝတ်ပုံရုပ်လေးတွေနဲ့လိုက်တာနဲ့လက်ဆောင်ပေးခြင်းစရာတော့ချိတ်လေးတွေအများကြီးရှိပါတယ်ခုတော့ကစားခွင့်နဲ့ရောက်လာပြီဆိုတော့ဆော့ရှင်တော်ဝင်ဆော့ပြီးတော့တပုံရေးဆိုင်ရှိရလေးရိုက်ကြပါမယ်ဖုန်းအားထက်ရှရှာပါပါ high school ဆောင်ဝတ်ထားမလို့ဒီခါကတော့တပုံပို့ပြီးတော့ရိုက်ဖြစ်သွားပါတယ်အဆာရှိရလဲပြီးတော့ကိုနိလေစာစားဖို့ရောက်လာပါတယ်ကစားခွင့်နဲ့ဆိုတော့ဒီမှာရှီရစားလောက်ဆိုင်ကနည်းနည်းတော့စီးကြီးပါတယ်ခမင်းစားပြရတဲ့တကယ်ချာ safari တော့ကြည့်ချင်တယ်ဆိုလို့ဆန်ဒီကိုအနီးကပ်မြင်ရမယ် safari ဘောရောက်လာပါတယ်မှာကြားရီချင်းတိတ်ကြီးဝုန်းဝုန်းတွေအကုန်လုံးအနီးကပ်မြင်ခဲ့ရပါတယ်ခါမှမမြင်ဘူးလေကြားဖြူအားစားတွေ့ခဲ့ရပါတယ်နေပဲညနေဆောင်ရောက်တော့အချိုပွဲတွေဝယ်စားရဲပြန်ကင်ဗီယက်နမ်ခောက်ဆွဲရတော့စားလိုက်တယ်ပေါ့နော်ဒီထဲမှာ brand ကြီးစေးချနေလို့ငယ်စနေနေ့ရောက်လာ shopping ရထွက်လိုက်ပါအဲ့လိုနဲ့ပဲမိုးလဲချုပ်ရောနိုင်ပြီးကလည်းတော်တော်လေးလာပါရဲ့အဲဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကတော့တလောက်ပါပဲနောက်မှနောက်ဗီဒီယိုဒီမှာနေကြပါမယ်